အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးထဲမှာကတော့ထိုင်းနိုင်ငံရဲ့ခေါင်မိုးအမိုးလို့ဒါလူတွေအားလုံးကတင်စားခေါ်ကြတယ်ထိုင်းနိုင်ငံရဲ့အမြင့်ဆုံးသောတောင်ကြီးရဲ့အပေါ်မှာရှိတဲ့ view point ကိုကျွန်တော်တို့ကသွားကြမှာပဲဖြစ်ပါတယ်အခုပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့ဒါ national ပတ်ကြီးတွေကိုဝင်ဖို့အတွက်လက်မှတ်ပေါ့နော် ticket ဖြတ်ရမှာပဲဖြစ်ပါတယ် ticket ဖြတ်ပြီးတော့ကျွန်တော်တို့ဒီမှာစစ်သား gate ပေါ့နော်စစ်သား gate ရှိပါတယ်အဲစစ်သား gate မှာ ticket တွေပြပြီးတော့မှကျွန်တော်တို့ national ပတ်ကြီးရဲ့အတိုင်းဒါတောင်တက်လန်းနေရနေပြီးတော့ဒီ view point ရှိတဲ့နေရာကိုသွားရမှာပဲဖြစ်ပါတယ်အခုကတော့ကျွန်တော်တို့လက်မှတ်ဖြတ်လိုက်ပါအောင်မယ်တော်တော်အေးနေပါပြီ Joint International Park ဘာတော့ရမှာခွန်ကြီးအကင်ကြီးလည်းပါ30ပါသေးတယ်ဒီဟာတယောက်ကို300နေရထား ဒါတယောက်ကို300ပါတစ်ကက်က Okay ค่ะ900စာပါရှင်900စာတော့ไม่ลงไว้ทางบนดอยจ้าဟာဘက်ကပြေးရမှာစစ်တက်ကိတ်ဖြစ်Joint International တောင်တန်းကြီးကချင်းမိုင်မြို့ရဲ့အနောက်တောင်ဘက်မှာတည်ရှိတာပဲဖြစ်ပါတယ်။တမိုင်းကျောင်းနဲ့စတင်တွေ့ရှိခြင်းဟိုးအရင်အချိန်တွေမှာတော့ကတော့ဒီတောင်တန်းကြီးကို Joint လူဝင်တောင်ကြီးလို့လူသိများခဲ့ပါတယ်။19ရာစုနောက်ပိုင်းမှာချင်းမိုင်ရဲ့နောက်ဆုံးဘုရင်ဖြစ်တဲ့ဘုရင်အင်တာဝီရှေရနွန်ကိုဂုဏ်ပြုပြီးတော့ Joint International လို့ပြောင်းလဲခေါ်ခဲ့တာဖြစ်ပါတယ်။သူဟာတဘာဝတောတောင်တွေကိုအရန်ရှစ်မြတ်နိုးပြီးတော့သူကွယ်လွန်ရင်သူ့ရဲ့အယိုးပြာကိုဒီတောင်ထိပ်မှာမြုပ်နှံဖို့မှာကြားခဲ့ပါတယ်1954ခုနှစ်မှာမြို့သားဥယျာဉ် National Park အဖြစ်သတ်မှတ်ခဲ့ပြီးတော့ယခုအချိန်မှာတော့ထိုင်းနိုင်ငံရဲ့ရှေးအကျဆုံးဥယျာဉ်တစ်ခုဖြစ်လာခဲ့ပါတယ်။တောင်တန်းကြီးရဲ့အမြင့်ဟာဆိုလို့ရှိရင်ပင်လယ်ရေမျက်နှာပြင်အထက်2565မီတာ8415ပေမြင့်ပါတယ်။ထိုင်းနိုင်ငံရဲ့အမြင့်ဆုံးနေရာဖြစ်လို့တစ်နှစ်ပတ်လုံးအေးမြတဲ့ရာသီဥတုရှိပြီးတော့ဆောင်းတွင်းမှာဆိုလို့ရှိရင်တော့0 degree Celsius အောက်အထိကျဆင်းလေ့ရှိပါတယ်။ကျူမေပန်းနေရှာထွေအလှပဆုံးရှုခင်းကြည့်တဲ့နေရာကျူမေပန်းဟာ Joint International ရဲ့အကျော်ကြားဆုံးနဲ့အလှဆုံးလမ်းလျှောက်ခရီးစဉ်နေရှာထွေးတစ်ခုဖြစ်ပါတယ် Clouds Forest တိမ်တွေကြားကတောအုပ်လို့ခေါ်တဲ့ဂေဟစနစ်မျိုးရှိပါတယ်လမ်းတစ်လျှောက်မှာစိမ့်ဆူနေတဲ့တောအုပ်တွေကနေတဆင့်ရုတ်တရက်ပွင့်လင်းသွားတဲ့မြက်ခင်းပြင်ကြီးနဲ့တောင်တန်းရှုခင်းတွေကိုမြင်တွေ့ရမှာပါလမ်းလျှောက်ခရီးစဉ်ဟာ 2.78 ကီလိုမီတာခန့်ရှိပြီးတော့စက်ဝိုင်းပုံစံရှောင်သွားရမှာဖြစ်ပါတယ်။ဒီနေရာကိုတစ်နှစ်ပတ်လုံးဖွင့်ပေးထားတာမျိုးမဟုတ်ဘဲနဲ့နိုဝင်ဘာလကနေပြီးတော့မေလအထိပဲဖွင့်လှစ်ပေးလေ့ရှိပါတယ်။အမြင့်ဆုံးသောနေရာတွေမှာသာပွင့်လေ့ရှိတဲ့ထူးခြားတဲ့တောင်စလက်နီပန်းတွေကိုဇန်နဝါရီနဲ့ဖေဖော်ဝါရီလတွေမှာတွေ့ရှိနိုင်မှာပဲဖြစ်ပါတယ်။ 10.8 Oh my godဘာတော့ view point ကိုသွားဖို့ကတော့ဒါလမ်းလျှောက်သွားမှာပေါ့နော်ကားတွေကတော့တော့အဝေးမှာသွားရက်ရတယ်အခုကကြော်ဒါနေတော်တော်လေးပူနေပြီပေါ့နော်နေပူနေပြီဆိုပေမဲ့ကျွန်တော်တို့အဲ့ဒီအချိန်မှာတော်တော်လေးကိုအေးနေတော့မယ်ပေါ့နော်ရွှေရဒီမှာရိုက်ကြတယ်ဒီမှာတော့09ဖြစ်သွားပြီပေါ့နော်ကျွန်တော်အောက်မှာတော့07ပေါ့အချူယူရပါနော်။ဘာလို့လုံးကြီးကမရှိလဲမနာခဲ့မှာ။200ပေးရလား။သူက group တစ်ခုကို200ပါနော်200ပေးရပါတယ်ကျမတို့9ယောက်ပါပါတယ်ရှင်ဒါတော့တုံငင်နံပါတ်ပေါ့နော်9ယောက်ဆိုတော့သူတို့ရေးပေးတယ်ဒီမှာလူစောင့်ပြီးတော့ဒါသူတို့ခေါ်ပေးမှတော့တက်လို့ရပါမယ်နော်ประเทศต่อไปนะครับ236ครั้งခုကတော့ပေါ်တက်လို့ရပါပြီครับผม ဘယ်လောက်ကြာပါလဲတနားကျော်ကြာနော်ได้เลยครับผมတက်မယ်နော် โอเคတက်မယ်ဟေးယူတော့ဘူးတခြားမယူလိုက်တော့ครับผมไม่เน้นเลยแล้วเน้นอะไร这蓝箭像那样什么别想不呀我这里已经开始了来，咱们
တုတ်လေးတွေနဲ့ ปัจจุบันนี้มีให้นักเที่ยวเลือก2แบบครับคือแบบว่าทางยากกับทางง่ายทางเดินครบรอบถ้าเดินแล้วไม่เหนื่อยก็ တော့အေးစိတ်ပြီဆိုင်ရမိုက်ပါလေအောက်မှာလည်းစမ်းချောင်းနေပါနော်တော့တော်ကြီးပဲအစင်းနော်ကြည့်စင်နော်ဟဲ့ခဏစားအောက်မှာတော့ရှိုးကြီးပါရှိုးမြောင်ကြီးပါနော်ကိုနိုင်ခွဲတော့ကြော်သွားပြီပါနော်နေလည်းမမြင်အောင်တကယ်လုံးဝကြော်ကြီးပဲလုံးဝနေရှာကြီးပဲ ဘာနဲ့ရှိလို့ကျတော့ဒီနေရာလာဖို့ဖိတ်ခေါ်ပါတယ်နော်ဟုတ်ပြီနော်နင်းကြောင်း ငလင်းကြော်လာတိုင် สังเกตได้กิ่งเดินได้อยู่ မှာပြန်ပြီ ဒီပင်နေရောက်ပါပြီနေຫນွယ်တွေနဲ့တို့လည်းမသိတော့ဒီလိုမျိုး အန်ဒီတော့အကြောက် ส่วนต่อทางก็มีพ่อดอกผักไม้ร้อยอยู่ตลอดทางเป็นช่วงหยุดไปต่อเดินขาว လုံးဝမိုင်းနေရော ในพวกที่เราเดินในเส้นทางป่า ပထမကျွန်တော်တို့ကဒါ3ရက်ပေါ့နော်3ရက်လည်မအောင်ရှင်းညတော့ဆိုရောဒီကိုမထက်တော့ဘူးပေါ့နော်မလာတော့ဆိုရော plan ထားတာဒါမဲ့လေရောက်ဖြစ်လာတယ်ပေါ့နော် view site တက်ပါမှတ်ပါတယ်ဟိုဟာ view point နံပါတ်5ဟိုနံပါတ်8လားနံပါတ်8ဘယ်တော့ဟိုရူဝိုင်းတော့ဆူဆူဖြစ်သွားတယ်တောင်မော်ကအပေါ်မြင့်လာလေလောကထိတ်ဆိတ်လာလေဟိုတချင်းနဲ့လို့ပေါ့နော်ဟိုပါလေတို့သွားမှာစံပြရရဲ့ကိုပါလိုင်းမလားကွယ်သွားကြမဲ့သူနေရစားလေအဲ့လိုတော်ရန်ကားရဲ့တစ်တော်ရဲ့ရောက်နေ Thank you ကျေးဇူးတင်ပါတယ် โอ้มัน ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်ขอบคุณค่ะโซเตนี่ နံပါတ်7 မဆက်ရပါဘူး နံပါတ်8နံပါတ်8ကျမှာဖြူပွားရအောင် တင်ပြန်လေးစီဝါ ဒီမလေးအတွေ့မှလားမတွေ့မှလားမသိတော့ รอบมันจะ ဟောဒီပင်နေလှလိုက်တာဒီမှာအပေါ်မှာနော်သူကပြောရင်မြေရလဲအမှုံနော်စူဆိုင်အဲ့လိုပုံအေးတော့လေ ငါကြောက်တော့ကိုငါသူ့ဖုန်းနဲ့မရေးမှာတော့သူ့ဖုန်းနဲ့မှာသူဖွားတယ် သူရဲ့မြေရင်းခံရကြဒီလိုမျိုးမြေဇွေးပုံစံမျိုးပေါ့နော်ဒီမှာစိုးထိုင်းတဲ့ခါကျအဲ့တော့ကျွန်တော်ဒီမှာလမ်းပြန်ဖောက်တာကျွန်တော်မြင့်ဆုံးတောင်ကြီးရဲ့ထိပ်ကိုရောက်ရှိလို့လာပါပြီဟာကျွန်တော်သွားခဲ့စဉ်တုန်းကတော့ဒါဒီတောင်ပေါ်ကိုရောက်သွားတဲ့အချိန်ကနောက်ကျတဲ့အတွက်ဒါတင်ပင်လေကိုတော့မတွေ့ခဲ့ရဘူးပေါ့နော်တင်ပင်လေမရှိတဲ့ view ကလည်းဒါတစ်မျိုးတော့လှတယ်ပေါ့နော်တော်တော်လေးလည်းလှတယ်တောင်တန်းတွေအများကြီးကိုလုံးဝမျက်စိတစ်စုံမြင်ရပြီးတော့အပေါ်မှာဆိုလို့ရှိရင်လည်းတိမ်နေနေပေါ့နော်ဒါကတော့အစင်းလမ်းပဲဖြစ်ပါတယ်အစင်းလမ်းဆိုလို့ရှိရင်လည်းအဲဒီတောင်ဆောင်ကနေရောအဲ့လိုမျိုးတော်တော်လေးအဲ့လိုမတ်ပေါ့နော်အစင်းပြီးတော့သွားရတာဖြစ်ပါတယ်ပြန်ရောက်ပါပြီ Oh my god လောက်နိုင်ခဲ့ပြီခုပူချင်းဘယ်လောက်ဖြစ်သွားလဲ16 degree 16 degree Celsius ဖြစ်သွားတယ်ကျွန်တော်ရောက်တော့7မှာ
လမ်းလျှောက်တောင်တက်ခီးစင်လေးပြီးလို့ဒါအောက်ကိုပြန်ရောက်ပြီဆိုလို့ရှိရင်လည်းဒီနေရာလေးမှာပေါ့နော်ဒါအစားအသောက်တွေကိုဝယ်စားလို့ရပါတယ်ဒီမှာတော့များများဆဆတော့မရှိဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင်ခောက်ဆွဲပြုတ်လိုမျိုးပြီးလို့ရှိရင်ဒီမှာပေါက်စီတို့ခောက်ကဖောင်းပေါ့နော်ခောက်ကဖောင်းလိုမျိုးဟာတွေဝယ်စားလို့ရပါတယ်ရှယ်ရွယ်